أعوذ بالله من الشيطان الرجيم بسم الله الرحمن الرحيم الحمد لله رب العالمين والعاقبة للمتقين والصلاة والسلام على رسول الكريم ما بعد မိဘပြည်သူပေါင်းတို့ခင်ဗျာအစ္စလာမ်အလိုင်ကွမ်ဝရဟ်မတုလာဟ်ဝဘရကာတူသာသနာတော်ကရှင်သူတို့ရှင်ပေါင်းတို့ရောမိဘပြည်သူပေါင်းတို့ခင်ဗျာဒီနေ့ကျွန်တော်အလွန်တန်ဖိုးကြီးတဲ့စီယောဂါနဲ့ပတ်သက်တဲ့ဆေးတစ်မျိုးထပ်ပြီးလွှင့်ပေးပါမယ်အရင်တစ်ခါလဲကျွန်တော်ပြောပြပါပြီအဲ့ဒီဆေးဟာတချို့ချို့မရသေးဘူးတချို့ချို့ရတယ်ခင်ဗျာအဲ့တော့အဲ့ဒီဆေးမိဘပြည်သူများဘာသာမရေးလူမျိုးမျိုးသုံးနိုင်တဲ့ဆေးမျိုးဖြစ်တယ်ဘယ်နေရာမှာဆိုကိုယ်တုံးလို့ရတယ်အခက်အခဲဖြစ်တဲ့နေရာမှာမလွဲမသွေတုံးလို့ရတယ်နောက်တခြားလူတွေလည်းအခက်အခဲဖြစ်ရင်ကူညီပေးလို့ရအောင်နောက်ဆေးရုံဆေးကလည်းဝေးတဲ့နေရာတွေမှာအမြန်ဆုံးဆေးရုံဆေးကရောက်နိုင်တဲ့အချိန်ထိဟာကူညီပေးလို့ရအောင်ဆိုတော့ကျွန်တော်ကအခုလိုမျိုးတင်ပေးရခြင်းဖြစ်တယ်နော်နှနွင်းစည်းဖြူပြားရည်ခုကဧကမလွဲပြောက်ဤတဲ့ဗါလဲနှနွင်းစည်းဖြူပြားရည်ခုကဧကမလွဲပြောက်ဤတဲ့အဲ့ဒါဘာလဲဆိုလို့ရှိရင်နော်စနွေးမုတ်ဇီးဖြူမုတ်ဇီးဖြူဒီအမုတ်ပေါ့နော်ပြားရည်ဒီ၃မျိုးကိုစပ်ပြီးတော့တောက်ချင်းအပြည့်စီးရဘတော်မှမနေဘူးအဲ့ဒါဘာတွေကောင်းမလဲဆိုလို့ချင်းစီးနီစီးဝါစီးချင်းစီးချုပ်စီးဘူးစီးကျန်းစီးကျင်ဖြစ်ခဲ့တဲ့လူမှန်သမျှဒီအားလုံးကောင်းတယ်เนาะဒီယောဂတွေနဲ့ပတ်သက်ပြီးကောင်းတယ်အခုရာသီဥတုမှာတော်အချင်းကြီးဆိုးတဲ့အတွက်ကြောင့်အဲ့ဒီရာသီဥတုနဲ့ပတ်သက်ပြီးအလွန်ကိုအရေးကြီးတယ်အဲ့ဒါကြောင့်ဒီဥစ္စာကိုအားလုံးယူထားစေခြင်းနဲ့တခြားတစ်ဆင့်လဲလက်ဆင့်ကမ်းစေခြင်းနဲ့เนาะအားလုံးမြောက်ဝေပြကြပါခင်ဗျာအဲ့ဒီဥစ္စာကိုကျွန်တော်အခုเนาะစနွေးမုတ်ဇီးဖြူဒီเนาะဇီးဖြူဒီအမုတ်ပေါ့နော်ပြားရည်အနှဲငယ်ပေါ့နော်အဲ့ဒီ၃မျိုးကိုနော်တစုံစီယူပြီးတော့အဲ့ဒါကိုဖြော်ပြီးတော့တောက်ချင်းအားဖြင့်ပြားရည်နဲ့စပ်ပြီးတော့ဒီနေ့၃ချိန်တောက်လိုက်ရုံနဲ့၃ရက်ထဲနဲ့လုံးဝကောင်းသွားမှာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်အဲ့ဒီဆေးကိုကျွန်တော်အမြတ်တုံလို့နဲ့ပေးတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်ဆေးချမ်းနေမှာအများကြီးရှိတဲ့ဆေးတွေကဒါပေမဲ့ဒီဆေးတွေကတန်ဖိုးရှိတဲ့ဆေးတွေလွယ်လွယ်ကူကူနဲ့အိမ်နောက်ကအိမ်ထဲကနေပြီးတော့လွယ်လွယ်ကူကူရတဲ့ဆေးမျိုးတွေကိုပဲကျွန်တော်လွင့်ပြရခြင်းဖြစ်တယ်ပြောပြရခြင်းဖြစ်တယ်အဲ့ဒီဆေးတွေကိုပဲမိဘပြည်သူများအတွက်ကျွန်တော်ပြောပြရခြင်းဖြစ်တယ်ညွန်ပေးရခြင်းဖြစ်တယ်အဲ့ဒီဆေးတွေကိုကျွန်တော်ညွန်ပေးသလိုမိဘပြည်သူများတခြားလူကိုလည်းတဆင့်ကအဲ့ဒါလိုညွန်ပေးကြပါလို့ကျွန်တော်ပြောပါတယ်မိဘပြည်သူများအနေနဲ့ဖြစ်တဲ့ကိစ္စတွေတကယ်လို့များမေးရှင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဖုန်းနော်954384856နော်အဲ့ဒါနဲ့ခေါ်ပြီးတော့ကျွန်တော်မေးလို့ရပါတယ်တမားတော်ဦးအောင်ဆိုလည်းဖြစ်တယ်နောက်ပြီးတော့ကျွန်တော်နာမည်ကမိုဟာမက်အစ္စမာအီလ်ဖြစ်တယ်အကောက်ကလည်းမိုဟာမက်အစ္စမာအီလ်အကောက်ဖြစ်တယ်အဲ့တော့မိဘပြည်သူများအားလုံးလိုက်ပြီးတော့ဟိုနေ့လုပ်ပေးပါဒါပဲနော်အချိန်ရသလောက်ကျွန်တော်လွှင့်ပေးပါတယ်ရရင်ရသလိုကျွန်တော်လုပ်ပေးပါတယ်နော်အားလုံးမင်္ဂလာပါအားလုံးကျမ်းမာချမ်းသာပါစေအစ္စလာမ်အလိုင်ကွမ်ဝရဟ်မတုလာဟ်ဝဘရကာတူ